အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဆွေးနွေးခြင်းနဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်အဲ့ဒီအကြောင်းအရာကတော့ကျွန်တော်တို့တွေရဲ့ကလေးတွေဟာစာတော်နေုံနဲ့ပြီးပြီလားမပြီးသေးဘူးလားဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့တွေကမိဘအများစုရဲ့အမြင်မှာပေါ့နော်အမြင်မှာတော့ကျောင်းဆိုတာကိုသူတို့ကစာသင်တဲ့နေရာလို့ပဲဒါတမေကိုကြတတ်မှတ်ကြတယ်ပေါ့နော်ဒါကလည်းသူတို့အပြစ်တော်လည်းမဟုတ်ပါဘူးတကယ်တော့ကျောင်းဆိုတာကစာသင်ရုံတက်မဟုတ်ပါဘူးကျောင်းဆိုတာကလေးတယောက်ရဲ့အတွေးအမြင်တွေအကျင့်စရိုက်တွေစီကံတွေလူမှုဆက်ဆံရေးတွေနဲ့ဘဝအတွက်network ကိုတိဆောက်ပေးတဲ့နေရာပဲဖြစ်ပါတယ်ကလေးတယောက်ဟာစာတော်နိုင်တယ်အမှတ်ကောင်းနိုင်တယ်စာမေးပွဲအောင်နိုင်တယ်ဒါပေမဲ့လူမှုပေါင်းသင်းဆက်ဆံတတ်မှုတာဝန်ယူတတ်မှုစီကံရှိမှုလူကျင့်ဝတ်နားလည်မှုမိမိကိုယ်ကိုထိန်းချုပ်နိုင်မှုအခြားသူနဲ့ပူးပေါင်းဆောင်ရွက်နိုင်မှုတွေရှိမှသာလျှင်သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာရက်တီအောင်မြင်အဆင်ပြေနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့ကျောင်းဆိုတာကတော့ကလေးတွေကိုစာသင်ပေးရုံနဲ့မပြီးပါဘူးမိတ်ဆွေကောင်းရှာတတ်အောင်အဖွဲ့အစည်းထဲမှာနေထိုင်တတ်အောင်စီကံကိုလေးစားတတ်အောင်ယဉ်ကျေးမှုနဲ့တန်ဖိုးထားရမယ့်အရာတွေကိုနားလည်တတ်အောင်ဘဝအတွက်လူမှုဆက်ဆံရေးအခြေခံတွေကိုတိဆောက်တတ်အောင်သင်ပေးတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။စာတော်တာကအောင်မြင်မှုရဲ့စိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။လူကောင်းတစ်ယောက်တာဝန်ယူတတ်တဲ့သူတစ်ယောက်ပေါင်းသင်းဆက်ဆံတတ်တဲ့သူတစ်ယောက်ဖြစ်လာခြင်းကလည်းပညာရေးရဲ့အရေးကြီးဆုံးရလဒ်တစ်ခုထဲမှာပါပါတယ်။ဒါကြောင့်အကြောင်းကိုရွေးချယ်တဲ့နေရာမှာကျွန်တော်တို့ကစာသင်ကောင်းတာတစ်ခုတည်းစာတွေအသင်းသင်နေတာတစ်ခုတည်းကိုသွားပြီးတော့ကြည့်လို့မရပါဘူး။ကျွန်တော်တို့ရဲ့ရင်သွေးတွေကလေးတွေရဲ့ character ကိုတိဆောက်ပေးနိုင်လား discipline လို့ခေါ်တဲ့အရာတွေကိုပုံဖော်ပေးနိုင်မလားကာချာကောင်းတစ်ခုကိုဖန်တီးပေးနိုင်မလား social skill နဲ့ leadership skill တွေကိုပြိုးထောင်ပေးနိုင်မလားပေါ့ဒီချက်တွေကိုမိဘတွေအနေနဲ့ကထည့်သွင်းစဉ်းစားဖို့အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်ဒီကုန်းချုပ်အနေနဲ့ပြောချင်တာကတော့ကျောင်းဆိုတာစာတော်အောင်လုပ်ပေးတဲ့နေရာတစ်ခုထက်ပိုပါတယ်ကလေးတယောက်ကိုဘဝအတွက်ပြင်ဆင်ပေးတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ AI for Teacher စာအုပ်ကိုရေးသားတဲ့တိုးမောင်မောင်ဝဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။